Hello အားလုံးပဲမင်္ဂလာပါ React Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ Honor Magic 8 Pro ဖုန်းလေးကို unboxing လုပ်ထားတဲ့ video လေးကိုကျွန်တော် reaction လုပ်ပေးမှာဖြစ်ပါတယ် Honor Magic 8 Pro Magic OS နဲ့ဘူးရဲ့အရာကတော့ခဲရောင်လေးပေါ့နော် plastic ပတ်လေးနဲ့လာတယ်ကျွန်တော် plastic ကိုခွာမယ်ဘူးလေးကိုကျွန်တော်တို့ဖွင့်လိုက်တော့ကျွန်တော်ဖုန်းအရင်တွေ့ရတယ်ပေါ့နော်ဖုန်းကိုပေးထဲမှာထည့်ထားပြီးတော့အောက်မှာပါသေးလဲကျွန်တော်တို့ဆက်ကြည့်မယ်ပြီးသွားရင်အထဲမှာပါတဲ့စကူပါလေးအပေါ်မှာတော့ကျွန်တော်တို့ SIM injection tool လေးကိုသူတို့ထည့်ထားပေးတယ်ဒါအထဲမှာပါတဲ့ဟာတွေပေါ့နော် SIM injection tool လေးပါဒါကတော့ Magic 8 Pro quick start guide လေးဖြစ်ပါတယ်ပြီးသွားရင်ဒါလေးကတော့ကျွန်တော်တို့ဘူးထဲမှာ original ပါလာတဲ့ case လေးပေါ့နော် silicone case လေးပါပြီးသွားရင်အောက်မှာကျွန်တော်တို့အားသွင်းတဲ့ကြိုးလေးပါလာမယ်အဖြူရောင်နဲ့Type A to Type C ကြိုးပဲပေါ့နော်လိမ်မော်ရအောင် answer နဲ့ပဲပြီးသွားရင်ဒါလေးကတော့အားသွင်းတော့မှာ120 wattအားသွင်းတုံးလေးဖြစ်ပါတယ်120 watt original ပါလာတဲ့ plastic လေးကိုကျွန်တော်တို့ခွာလိုက်မယ်ဟုတ်ပြီဘူးထဲမှာဘာမှမရှိတော့ဘူးဆိုတော့ကျွန်တော်ဘူးလေးကိုဖယ်လိုက်မှာပေါ့နော်ဟုတ်ပြီဒီနေ့ရဲ့ unboxing လုပ်မဲ့ Honor Magic 8 Pro ဖုန်းလေးကိုတစ်ချက်ကြည့်ပြရအောင်ပါသူကလည်းအခုတယောက်ကထုတ်တဲ့ဖုန်းတော်တော်များများ Vivo တို့ Oppo တို့အကုန်လုံး flat display နဲ့တွားနေတဲ့အချိန်မှာသူကတော့အခုတည်းဒီ quad cut နဲ့လာနေသေးတာပေါ့နော် quad cut display နဲ့အနောက်မှာကကင်မရာကကျွန်တော်တို့အဝိုင်းပုံစံလေးပဲကင်မရာ3လုံးပါမယ်ပြီးတော့အောက်မှာ Honor logo လေးပါမယ် flashlight ကတော့ကျွန်တော်တို့ကင်မရာဘန်းထဲမှာပဲထည့်ထားပေးတယ်ဒါကတော့ဖုန်းရဲ့ဘယ်ဘက်ချမ်းမှာပါ internal line 3ခုပါလာပါတယ်အောက်မှာကကြတော့ကျွန်တော်တို့ SIM ထည့်တဲ့နေရာရဲ့ microphone ရဲ့ internal line ရဲ့ Type C ဘောင်းရဲ့ speaker ရဲ့ဆိုပြီးတော့ပါလာတယ်ညာဘက်ချမ်းမှာကျတော့ internal line ပြီးတော့ကင်မရာbutton လေးရဲ့ကင်မရာ button ရဲ့ power button ရဲ့ volume အတိုး short button ရဲ့ internal line ရဲ့ပါလာတယ်အပေါ်မှာကျတော့ကျွန်တော်တို့ internal line ရဲ့ IR blaster ရဲ့ speaker ရဲ့ဆိုပြီးတော့ပါလာတာပေါ့နော်ဒါကတော့ကျွန်တော်တို့ button လေးတွေ click ဖြစ်မဖြစ်စမ်းပြနေတာပါသူကလည်း SIM နှစ်ခု nano SIM နှစ်ခုထည့်လို့ရမှာပေါ့နော် SD card slot တော့မပါလာပါဘူးကဲဟုတ်ပြီကျွန်တော်တို့ဖုန်းကိုပါဝါ online မယ် Honor logo လေးရဲ့အောက်မှာ power by Android ရယ်ဆိုပြီးတော့လာတာပေါ့နော်Magic OS နဲ့ကဲဟုတ်ပါပြီကျွန်တော်အခု Honor Magic 8 Pro နဲ့ပတ်သက်တဲ့ specification လေးတွေအကြောင်းကျွန်တော်နည်းနည်းလေးပြောပြပေးပါပါနော် Honor Magic 8 Pro က2025အောက်တိုဘာ15မှာသူကြော်ညာတယ်ပေါ့နော်သူရဲ့ weight အနေနဲ့219 gram လေးတဲ့ IP68 69 dust and water resistant ပါလာတယ် display မှာကျတော့ကျွန်တော် LTP ကို OLED ကို1 billion color 120 Hz 4320 PWM DMI နဲ့ Dolby Vision HDR ပဲ1800နဲ့ high brightness မှုရပြီးတော့ကျွန်တော်တို့6000 nits peak brightness မှုရမယ်တော်တော်လေးလင်းတဲ့တဲမှာပါမယ်screen size အနေနဲ့ကျတော့ကျွန်တော်တို့ 6.71 inch ရှိပြီးတော့ resolution ကတော့ကျွန်တော်တို့1256 into 2808 pixel ပါလာမယ်20:9 ratio နဲ့လာမယ်platform မှာ OS ကတော့ Android 16ကိုကျွန်တော်တို့Android 16နဲ့လာပြီးတော့မှကျွန်တော်တို့7 major Android upgrade ပေါ့နော်9နှစ် update ရမယ် Magic OS ကတော့10နဲ့ chipset ကတော့ကျွန်တော်တို့ Snapdragon 8 Elite Gen 5 3 nanometer chip ပေါ့နော် memory မှာကျွန်တော်တို့ base model က RAM 12ကို storage 256ရပြီးတော့အများဆုံးကတော့ကျွန်တော်တို့ RAM 16ကို storage 1 TB ကြီးရမယ် UFS ကတော့ 4.0 နဲ့ကင်မရာကတော့3လုံးပါလာမယ်50 megapixel main camera ရဲ့200 megapixel telephoto camera ရဲ့50 megapixel ultra wide camera ရဲ့ဆိုပြီးတော့3လုံးပါလာမယ် video quality ကတော့ကျွန်တော်တို့ 4K ကို120 frame per second ထိရိုက်လို့ရမယ်ပြီးရင် laser auto focus လည်းပါတယ် selfie camera ကလည်း50 megapixel ပဲသူကလည်း 4K ကို60 frame per second ထိ video quality ရိုက်လို့ရမယ် speaker အနေနဲ့ကတော့ကျွန်တော်တို့LED amplitude stereo speaker ပဲပေါ့ဗျာအပေါ်တစ်လုံးအောက်တစ်လုံးပါလာမယ် Wi-Fi အနေနဲ့တော့ Wi-Fi 7 Bluetooth ကတော့ 6.0 USB ကတော့ Type C ကို 3.2 display port 1.2 နဲ့ပေါ့နော်video display အောက်ပေါ်ရမယ် fingerprint ကတော့ under display ကိုမှ ultrasonic fingerprint နဲ့ battery မှာကျတော့ကျွန်တော်တို့ silicon carbon ကို9200 mAh battery နဲ့လာတယ်အားသွင်းတာကတော့ကျွန်တော်တို့120 watt wire charging ရမယ်18 watt က wireless charging ရပြီးတော့ reverse wireless charging လည်းရမယ်5 watt ကကျတော့ reverse wire charging ရမှာပေါ့နော်အရောင်အနေနဲ့ကတော့အမဲအဖြူရဲ့ရွှေရောင်ရဲ့ပြီးရင်ကျွန်တော်တို့ mid အရောင်ရဲ့ဆိုပြီးတော့၄ရောင်လာမှာပေါ့နော်ကဲဟုတ်ပြီဘရိုတို့ရော Honor Magic 8 Pro ဝယ်ပြမယ်ထင်လား comment ထဲမှာဆွေးနွေးသွားပေးကြပါဦး